တားဖြစ်သူတွေကိုအမွေလက်ဆင့်ကမ်းပေးနေတဲ့ UFC ချန်ပီယံကြီး Alex Pereira မင်္ဂလာပါချန်ပီယံမကြိုဆိုလိုက်ရပါသည် UFC Light Heavyweight တန်းရဲ့ဘရာဇီးချန်ပီယံကြီး Alex Pereira ကတော့ပွဲဝေးနေချိန်မှာခရီးတွေထွက်ပြီးတဲ့နောက်အခုဆိုလေ့ကျင့်ခန်းတွေဆင်းပြီးနှစ်သစ်အတွက်ပြင်ဆင်နေပါပြီဘရာဇီးပါဆိုင်က Ankalaev ကိုပထမအကြိမ်မှာရှုံးခဲ့ပေမဲ့လပိုင်းတွင်းမကြေပွဲပြန်နှွဲပြီးရှုံးကျွေးပြန်ဆက်နိုင်ခဲ့တယ်လို့ချန်ပီယံခပတ်ကိုလည်းပြန်သိမ်းပိုင်နိုင်ခဲ့တာပါအပြောနဲ့လုံးနဲ့ညီတဲ့ဘရာဇီးပါဆိုင်ကဟိုတလောကလည်းဘောက်ဆင်ထိုးကျင်နေဆိုပြီးအတန်ထွက်လာပြန်ပါသည်သူထိုးကျင်တဲ့ဘောက်ဆာက Heavyweight တန်းရဲ့ပြိုင်ဘက်ကင်းချန်ပီယံကြီး Alexander Usyk ပါဘရာဇီးပါဆိုင်ကမှန်းလိုက်ရင်အမြင့်ကြီးဆိုပေမဲ့သူ့ရဲ့ပါဝါကလည်း Heavyweight တန်းပါဝါလို့ပြောလို့ရတဲ့အထိလက်သီးပြင်းပါသည်ဒါပေမဲ့ဒီသတင်းကအတီးဖြစ်ဖို့စောနေသေးတယ်လို့ Pereira အတွက် UFC မှာလည်း Heavyweight ချန်ပီယံဖြစ်ရေးအိမ်မက်ကလည်းရှိနေပြန်ပါသည်Pereira ကအခုဆို Light Heavyweight တန်းဘရင်အဖြစ်မင်းမှုနေခဲ့ပြီးတဲ့နောက်သူ့ရဲ့လေ့ကျင့်ခန်းဗီဒီယိုတွေကလည်းထွက်ပေါ်လာပါသည်ထူးဆန်းတာကအရင်ကလိုမဟုတ်ဘဲ Pereira ရဲ့သားတွေပါဝင်လေ့ကျင့်နေတာပါPereira ရဲ့သားတွေဖြစ်တဲ့ Alexandro နဲ့ Lohan တို့ကလည်းဖခင်ဖြစ်သူနဲ့ရောသူ့ရဲ့နီးပြဖြစ်သူတွေနဲ့ပါ sparring ထိုးနေတဲ့ပုံတွေရောဗီဒီယိုတွေပါအခုဆိုလူမှုကွန်ရက်စာမျက်နှာထပ်မှာပြန့်နှံ့နေပါသည်Pereira ကသူ့ရဲ့သားနှစ်ယောက်ကိုသူ့လိုမျိုးဖြစ်စေခြင်းတဲ့အတွက်သူ့ရဲ့ပညာအမွေကိုလက်ဆင့်ကမ်းပေးနေတယ်လို့ပြောလို့ရပါသည်Pereira ရဲ့သားဖြစ်သူတွေရဲ့ထိုးပုံထိုးပေါက်ကလည်းဖခင်ဖြစ်သူအတိုင်းတထေရရဲလို့လူတိုင်းကပြောနေကြပြီးကိုဟန်မူယာကလည်း Pereira ကြီးအတိုင်းပဲလို့တောင်ပြောနေကြတာဖြစ်ပါသည်Alex Pereira ဟာအိမ်ဖြူတော်မှာကျင်းပမဲ့ UFC ပြိုင်ပွဲမှာပါဝင်သွားဖို့မရှိသလို Alex Pereira အနေနဲ့လာမယ့်ပွဲတွေကိုသာအာရုံစိုက်နေတာဖြစ်ပါသည်Alex Pereira အနေနဲ့ Heavyweight တန်းကိုသာတက်လာခဲ့ရင်ချန်ပီယံ Don Espanier နဲ့မရင်ဆိုင်ခင်တခြားသော fighter တွေနဲ့ကနဦးရင်ဆိုင်ရဖို့ရှိတယ်လို့သုံးသပ်သူတွေကထင်ကြီးပေးနေကြတာဖြစ်ပါသည်ဒါပေမဲ့ Pereira ရဲ့ Heavyweight တန်းကိုတက်မဲ့ကိစ္စကအခုတက်ထိတော့ကောလာဟာလာအဆင့်သာရှိပါသေးတယ်လောလောဆယ် Pereira အနေနဲ့နှစ်သစ်မှာသူ့ရဲ့ပွဲတွေမလာခင်မှာအပြင်းထန်လေ့ကျင့်နေပြီးဒါဖြစ်သူတွေကိုပါသူနဲ့အတူလေ့ကျင့်ခိုင်းပြီးပညာအမွေတွေလက်ဆင့်ကမ်းပေးနေတာပဲဖြစ်ပါသည်အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်